အလုပ်ထွက်ပြီးသွားရင်လူတိုင်း freelance ဘဝကိုအောင်မြင်နေကောင်းတယ်လို့ပဲမြင်ကြတာတကယ်တော့ကိုယ်ပိုင်ခြေလန်းစားရတာစိတ်လှုပ်ရှားဖို့ကောင်းသလိုစိန်ခေါ်မှုတွေလည်းများတယ်လာကုန်ရင်လာစားရမယ်နေ့ရက်တို့စောင့်နေရတဲ့ဘဝကနေကိုယ်တိုင်အရာရာကိုဖန်တီးယူရတဲ့ဘဝကိုပြောင်းလဲလိုက်တဲ့အခါမှာအရာရာကထင်တယ်လို့တော့လွယ်မနေဘူးကိုလုံးနေတဲ့ငပိုးကြောအာလူကြောအတွက် production ကအစ customer လက်ထက်ရောက်တဲ့အချိန်ထိအကုန်လုံးကိုကိုယ်တိုင်လိုက်ပြီးတော့ run ရတယ်ကိုယ်ပိုင် brand local brand ထုတ်တဲ့အထည်ချုပ်လေးကိုလည်းဝိုင်းကူပြီးတော့လုပ်ရတယ် content ရိုက်ရတယ် editing ဝင်ရတယ်ကိုဝါသနာပါတဲ့ vlog တွေကိုလည်း sharing လုပ်ဖို့ပြင်ဆင်ရတယ်ဒါတင်လားဆိုတော့မပြီးသေးဘူးလုပ်ငန်းအသေးလေးခုမှစတာအစားဆက်ပြင်တာအစုံနောက်ဆုံးမူလီချက်တာကအစားကကိုယ်တိုင်ဝင်လုပ်ရတယ်လုပ်ငန်းစားတော့မှအရာရာထင်သလောက်မလွယ်ဘူးဆိုတာပိုသိလိုက်ရတယ်အိုက်ဒါရဲ့အိမ်မက်ကိုအိုက်ဒါကိုယ်တိုင်အသက်သွင်းနေရတာမို့လို့ရုန်းကန်နေစေစူးစမ်းနေစေ process အစစ်အမှန်ဘဝအစစ်မှန်လေးကိုချပြလိုက်ပါတယ်ဒီလိုမျိုးအိုက်ဒါကိုယ်တိုင်စူးစမ်းနေရတဲ့ခီလန်းကိုစိတ်ဝင်စားနေဆိုရင်အိုက်ဒါကို follow ပေးခဲ့ဦးနော်